ဒီပိုင်းမှာတော့ဘန်တို့ရောက်နေတဲ့မြို့မှာဖြစ်နေတဲ့ထူးထူးဆန်းဆန်းပြဿနာတွေကိုဘန်တို့ဖြေရှင်းရမှာပါတကားဝါမှာအကောင်မလေးတယောက်အသေးအသွန်းတကားကိုခောက်နေပြီးတကားပွင့်သွားတဲ့အချိန်မှာတော့အထဲကနေကစုံတစ်ခုကသူမကိုဆွဲယူသွားခဲ့ပါတယ်ဒီချိန်မှာဘန်ကတော့သူ့ကိုပို့ထားခဲ့တဲ့ message ကိုထပ်တလဲလဲထိုင်ကြည့်နေပြီး Kevin ရဲ့ပြောပုံကဆိုရင်ဘန်ကအဲ့ဒီ message ကိုကြည့်နေတာ100လောက်ရှိနေပြီပါကျွန်တော်တို့ရဲ့ Kevin ကတော့ရီးစားစကားအပြောခံနေရပါဒီကောင်ကတော့ယောက်ျားလေးကအရင်ပြောရမယ့်စကားဖြစ်ကြောင်းပြောပြီးနည်းနည်းမူလိုက်ပါတယ်။ Kevin ကဂွင်ကိုသဘောကျနေတာဖြစ်ပေမဲ့မူလိုက်ကကြောင်းဂွင်ဟာစိတ်ဆိုးသွားခဲ့ပါတယ်။အဲ့ဒီနောက်ဘန်ကတခြား plumber ဒီဇိုင်းကင်ဆောင်ထားသူတွေကိုရှာဖို့စတင်လို့ဆောင်ခဲ့ပါတယ်။လမ်းမှာတော့မူမမှန်တဲ့ကောင်မလေးတောင်လမ်းကိုမစင်မချင်ဖြတ်ကူးလိုက်တာကြောင့်ကားတွေအပြန်အလှန်တိုက်မိပြီး accident ဖြစ်လာပါတယ်။နောက်ဆုံးမှာကားတစ်စီးကတရားကိုဝင်တိုက်သွားလို့တရားကြီးပြိုကျတော့မယ့်အခြေအနေအထိဖြစ်လာပါတယ်။အဲ့ဒီချိန်ဘန်က human gossip ပုံစံပြောင်းပြီးတရားကိုမပြိုကျအောင်ထိန်းထားပြီးဂွင်ကတော့တရားပေါ်မှာရှိတဲ့လူတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနေပါတယ်။ Kevin ကလည်းကားထဲမှာပိတ်မိနေတဲ့လူကိုကယ်ထုတ်နေပါတယ်။အဲ့ဒီအချိန်မှာပဲမူမမှန်တဲ့ကောင်မလေးကလမ်းပေါ်ကိုတက်သွားပါတယ်။ဘန်တို့၃ယောက်စလုံးကိုစီအလုပ်များနေတဲ့အချိန်လူတစ်ယောက်ရုပ်တရက်ပေါ်လာပြီးကောင်မလေးကိုကယ်တင်သွားခဲ့ပါတယ်။သူ့နာမည်က Mike Morningstar ဖြစ်ပြီး Mike ရဲ့ပြောကြားချက်အရဒီမျိုးမှာကောင်မလေးတွေထူးထူးဆန်းဆန်းဖြစ်နေကြောင်းသိလိုက်ရပါတယ်။ Mike မှာလည်း plumber တစ်စိတ်ရှိနေပြီးဘန်တို့လည်း plumber တွေဖြစ်ကြောင်းအချင်းချင်းမိတ်ဆက်လိုက်ကြပါတယ်။ Mike ကဘန်ရဲ့နာမည်ကိုကြားတာနဲ့ဘန်ရဲ့ပရိသတ်တယောက်ဖြစ်ကြောင်းပြောလာပြီးလက်ဆွဲနှုတ်ဆက်တဲ့အချိန်ဂွင်ကိုထိလိုက်မိရကဓာတ်ပြုမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနောက် Mike ရဲ့ဖိတ်ကြားချက်အရာဘန်တို့ဟာ Mike ရဲ့အိမ်ကိုလိုက်သွားကြပါတယ်။ Mike ရဲ့အိမ်မှာတော့သူ့အဖေရဲ့ plumber ရုံးချုံကနေယူလာတဲ့စက်ပစ္စည်းတွေအများကြီးရှိပြီးအဲ့ဒီဆက်တွေဟာ plumber ဌာနနဲ့တိုက်ရိုက်ဆက်သွယ်ထားသလိုဂွင်ရဲ့အားလုံးနဲ့လည်းချိတ်ဆက်ထားကြောင်းသိလိုက်ရပါတယ်။ဂွင်ကတော့ Mike ကိုအလွန်လေးစားနေတာကိုတွေ့ရပါတယ်။ဘန်ကလည်းသူ့အဖိုးရဲ့အမှားစကားအရာ Mike ကိုအဖွဲ့ထဲဝင်ဖို့ချက်ချင်းဖိတ်ကြားလိုက်ပါတယ်။ Kevin ကတော့မကျေနပ်ဖြစ်နေတာပါ။မကျေနပ်ဆိုဟိုကောင်ကဂွင်နာခွာမခွာတာအဲ့ဒီအချိန်မှာပဲမြို့တစ်မြို့လုံးလျှက်စစ်အားမတည်ငြိမ်ပြီးလျှက်စစ်ဓာတ်စိတ်ယုံမှာပြဿနာတစ်ခုဖြစ်နေကြောင်းသိလိုက်ရပါတယ်။စစ်ဆေးဖို့ဘန်တို့၃ယောက်ပါသွားကြတဲ့အခါထူးထူးဆန်းဆန်းဇွန်ဘီပုံစံမိန်းကလေးတွေအများကြီးကိုတွေ့လိုက်ရပြီးသူတို့ဟာလျှက်စစ်ဓာတ်တွေကိုစုပ်ယူနေကြတာဖြစ်ပါတယ်။သူတို့နဲ့ရင်ဆိုင်ရတဲ့အချိန် Mike ကရှေ့ကနေဥဆောင်ပြီးမိန်းကလေးတွေကိုမထိခိုက်စီပဲအနိုင်ယူဖို့လုပ်နေပါတယ်။ Kevin အတွက်တော့အတော်လေးအခက်တွေ့နေပါတယ်။ဘန်က Chroma Stone ပုံစံပြောင်းလိုက်ပြီး Chroma Stone ကလျှက်စစ်ဓာတ်တိုက်ခိုက်မှုတွေကို immune ဖြစ်နေပြီးပြန်လဲအနိုင်ယူနိုင်ခဲ့ပါတယ်။ဂွင်ကလည်းပြန်တိုက်ခိုက်နေရင်ရုတ်တရက်လဲကျသွားခဲ့ပါတယ်။ဒါပေမဲ့ Mike ရောက်လာပြီးဂွင်နဲ့အတူမိန်းကလေးတွေကိုမောင်းထုတ်နိုင်နေပါတယ်။ Kevin ကတော့လွတ်သွားတာကြောင့်မကျေနပ်ဖြစ်နေပါတယ်။အဲ့ဒီနောက်ဂွင်က Mike ကိုကျေးဇူးတင်စကားပြောပြီးနှစ်ယောက်အတူထွက်သွားကြပါတယ်။ Kevin ကတော့ဘာမှမဖြစ်သလိုနေပေမဲ့တကယ်တော့ Mike ရဲ့ဂင်ကိုဖောက်ထွင်းမှုလုပ်နေတာပါ။ Ben ကတားနေရပါတယ်။ Kevin ဟာ Mike ကိုတန်တရားရှိနေပြီး zombie ပုံစံကောင်မလေးတွေကို Mike လွတ်ထားတာလို့ထင်နေပါတယ်။အဲ့ဒီနောက် Mike ကထားခဲ့တဲ့ Trina ရောက်လာပြီး Mike ကိုလိုက်ရှာပါတယ်။ Trina ရဲ့လက်အမောင်းပေါ်မှာအမှတ်နဲ့ zombie ပုံစံကောင်မလေးတွေအမှတ်တွေတူညီနေတာကိုတွေ့လိုက်တဲ့အခါ Ben လည်း Mike ကိုစတင်တန်တရားရှိလာပါတယ်။ဂွင်မှာလည်းအဲ့ဒီလိုအမှတ်တစ်ခုရှိနိုင်တယ်လို့ထင်လာကြပါတယ်။ဒါကြောင့် Ben နဲ့ Kevin ကဂွင်နဲ့ Mike ညစံစားမဲ့နေရာကိုလိုက်သွားကြပါတယ်။သူတို့ရောက်သွားချိန်ဂွင်ဟာ zombie ပုံစံပြောင်းနေပြီး Mike ကတော့ဂွင်စီက energy တွေကိုစုပ်ယူပြီး power ပြည့်နေခဲ့ပါတယ်။ Kevin က Mike ကိုတိုက်ခိုက်ခဲ့ပေမဲ့ Mike ရဲ့ energy blast ကြောင့်လူပုံစံပြန်ဖြစ်သွားပါတယ်။ Ben ကလည်း jet ray ပုံစံနဲ့ Mike ကိုတိုက်ခိုက်ခဲ့ပေမဲ့ Mike က jet ray ရဲ့ neuroshock blast ကိုစုပ်ယူပြီးပြန်တိုက်ခိုက်ခဲ့တာ Ben လည်းလဲကျသွားပါတယ်။ Kevin ထက်မှန်တိုက်ခိုက်ခဲ့ပေမဲ့မနိုင်ခဲ့ပါဘူး။အဲ့ဒီချိန်ဂွင်ကပြန်လဲနိုးသွားခဲ့ပြီး Mike စီက energy တွေကိုပြန်လဲစုပ်ယူခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ Mike လည်းလဲကျသွားပါတယ်။ Mike လဲကျသွားတဲ့အချိန် zombie ပုံစံကောင်မလေးတွေရောက်လာပြီး Mike စီက energy တွေကိုပြန်လဲစုပ်ယူသွားကြပါတယ်။အဲ့ဒီနောက် Mike လည်းအဖိုးကြီးပုံစံဖြစ်သွားပါတယ်။ Kevin က Mike ရဲ့ plumber တစ်စက်ကိုပါဖျက်ဆီးခဲ့ပါတယ်။နောက်ဆုံးမှာတော့ Ben တို့ခရီးဆက်ခဲ့ကြပါတယ်။ Border တို့လည်းအပေါ်ယံကောင်းပြအောင်အပြောကောင်းယုံနဲ့လူကောင်းလို့မထင်လိုက်ပါနဲ့။အဲ့ဒီလိုကောင်တွေကပိုဆိုးပါတယ်